ကိုကျဲတော့ဘာမှအဲ့လိုပြောင်းပြောမယ်မျိုးဘေးရလို့ပြဘယ်သူပြောလို့ဘာမှမဒီပဲနေဘူးဘာလို့ပွဲလာကြည့်ရတယ်တပည့်ဆက်ကြတယ်မှားယူနေကြတာဘယ်နဲ့မိုးလေးကိုလမ်းလေးမှာဆောင်းမယ်နော်တိုင်သမားကို9000နဲ့ဆက်ပြေးပါလားဒါတော့လည်းဒီမှာကျတော့ဟုတ်တယ်လာခဲ့9000လေးရတယ်ကျွန်တော်ရဟလားအဲ့လိုဆိုရင်ဟုတ်တယ်ချုံတော်လေးပါကျင်နဲ့ယုံတာဝေးတော့ပါကြတော့နှလုံးနဲ့တော့လူပါနေရတာသုံးလုံးလေးသူတို့လောက်တာမဟုတ်ကဲစားကွာစားပြီအဲ့တို့ပို့ချင်းဟဲ့နောက်မှပါခဏနေအောင်အမတို့တစ်ခုလောက်တောင်းမှကြပါတယ်သူတို့မနှက်ပြန်အကိပွဲလာကြည့်လေရှည်မတောက်လာပါနဲ့အေးမတောက်လာပါနဲ့ဘာကြောင့်လဲဆိုတော့ဒီဘက်မှာသေးလာပေါ့လို့ရှိရင်အိမ်သားတစ်လုံးနဲ့နှလုံးနဲ့ရှိတာလူနေနဲ့ဘေးကနေပန်းနဲ့ကျွန်တော်အခုဇက်စင်ပေါ်မှာသေးနဲ့နေဆွဲနေပါပြီလားဘာလို့သေးနဲ့နေနည်းနည်းတော့ပေါက်ထားမှာမဟုတ်မတို့ဒီမှာနေရလေကြီးစုံနေဘူးကျွန်တော်တို့နန်းရတယ်ကျွန်တော်တို့အိမ်ကြီးတယ်ဆိုကြီးနေနေပြီတော့ပေါ့ဗျာငါတို့နဲတာပေါ့ပြက်ဆက်တွေကျွန်တော်တို့မှာပါလာမှလူလေးမှအယောက်50လောက်ဝင်တော့50ငါတို့ဒီမှာ100ကျော်ဗျာ100ကျော်ပါတဲ့ချီဟိုနောက်ကကြီးတော့အိမ်သားလေးမှာနှလုံးနဲ့ဘယ်ရသူမွေးဝေးကြတခါပဲသွားတက်ဘူးပါလေလက်တင်လေးချီပတ်တယ်လူစရာကောင်းတော့ကွာဒီမှာသူများတွေကဒုံပြီးရဓာပြီးရသူကချီးပြီးရဒါကြောင့်နှခမ်းရအော်တိုပိတ်ဟုတ်တယ်အမတေးပေါက်တဲ့တရားဆိုရင်တော်တော်သူ့ရတယ်ပါတိတ်ဝမ်းစိမ့်နေမတိတ်ဘူးပေါ့ဟုတ်ဘာလို့သူမတိတ်ရင်ပေါ့လဲပါတိတ်ဝမ်းစိမ့်ဘူးလားရရကွာငါအစ်စီပဲငါကဘူးပေါ့ပေါ့တော်သေးရဲ့အိုင်နာပတ်သွားရင်ဟိုဘက်နားမှာကိုကသေးပေါက်မလို့ဘတ်ဆိုအမှုမတယောက်ဗျာဟုတ်လားလေဘင်းတက်နေမိတာလေဘင်းအော်ကိုကြီးကျွန်တော်တောင်းပါပါတယ်သူကငါတော့ဘာပြောတော့ဘာပြောဒါပါတယ်ကွာမြန်မာပြည်ပါတယ်လေဘင်းအပူထုတ်ကမြင့်တော်ဆုံးပဲအဲ့လေချုံတော်မီတဲ့စီမလည်းမရတော့လည်းမရတော့ဒီကြည့်ဒီကြလည်းနားမတော့နောက်တစ်ခါမပြောပြဘူးလိုက်ဟုတ်ပါရဲ့မင်းသားတွေဖြစ်တယ်မင်းသားဖြစ်တယ်ဆိုအတိတ်နဲ့တပေါင်းနဲ့အတိတ်တပေါင်း